အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Top Main United Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီအပိုင်းမှာ United ကစားသမားတွေအပြောင်းအရွှေ့ကိစ္စတွေ United အနေနဲ့တခြားကစားသမားတွေဝယ်ယူဖို့တွေအတင်းကစားသမားရောင်းလို့ဖို့တွေဒီလိုအရာတွေပဲ channel မှာလည်းတင်ပြတယ်ဒါကလည်းဒီလက်ရှိ trend ဖြစ်နေတဲ့အရာတွေလက်ရှိ hot ဖြစ်နေတဲ့တဲ့တွေပေါ့နော်ဆိုတော့ကျွန်တော်တို့လောက်တာကြိုက်ပြီးတဲ့ player analysis လေးတစ်ချက်လုပ်လိုက်ကြအောင်ပေါ့ကျွန်တော်ရှေ့မှာမာရီယာကွန်ဟာရဲ့အကြောင်းကိုလုပ်ပေးခဲ့တယ်ဆိုတော့ဒါကလည်းဒီလိုပုံစံမျိုးကတည်းကပို့ပြီးတော့လေးနဲ့တွားကြည့်လိုက်အောင်ပေါ့ဒါအခုလက်ရှိ channel မှာလည်းဒီဖြစ်နေတဲ့ကိစ္စပေါ့နော်ပြဿနာတစ်ခုပုံစံမျိုးဖြစ်နေတာဘယ်လိုလဲဆိုတော့ကျွန်တော်အနေနဲ့ဒီရက်ပိုင်းတွေမှာကျွန်တော်အတန်သွန်းတာရေပေါ့အဆင်မပြေရရှိရဆိုတော့ကျွန်တော်ကအပြင်မှာလဲစကားပြောမြင်တဲ့ကိစ္စမျိုးတွေပေါ့ဆိုတော့ဒါထားပါကျွန်တော် personal ကိစ္စကြီးလဲပါသွားမှလဲဆိုရပေါ့နော်လက်ရှိမှာကျွန်တော်ဒီငကိုပြောတဲ့ admin တယောက်သူ့မှာအားတဲ့အချိန်လေးမှာကျွန်တော်ကဝင်ပြီးတော့သတင်းတွေမပြတ်သွားအောင်လို့ trend news တွေမပြတ်သွားအောင်ကျွန်တော်ကဝင်ပြီးတော့တင်ဆက်ပေးနေတာဆိုတော့ analysis ကိုဒီထက်ပိုပြီးနည်းနည်း analysis ပုံစံမျိုးတွေဆိုရင်လည်းသူရှိရဲ့အခြေအနေမှာလုပ်ဝင်မှာပေါ့နော်ဆိုတော့အဆင်ပြေမှုတွေအတွက်လည်းခဏတော့တီးခံပေးကြပါပေါ့ကျွန်တော်ကိုယ်တိုင်လည်းအကောင်းဆုံးစူးစမ်းနေရဆိုတော့ကျွန်တော်တို့ player အကြောင်းတစ်ချက်ဆက်သွားကြည့်လိုက်အောင်ဒီ transfer ပေါ့transfer ကိစ္စမှာ United တဲ့သတင်းထွက်နေတဲ့နောက်တက်ကစားသမားတယောက်ရှိရပေါ့နော်သူကအခုကျွန်တော်ဒီ Bundesliga မှာကစားနေရဲ့ Leverkusen နောက်တက်ကစားသမား Jonathan Tah ကကျွန်တော်တို့ဒီတက်ကြီးကစားသမားမဟုတ်ပေမဲ့သူ့အသက်အရွယ်နဲ့ကလူတိတ်မကြိုက်တဲ့အရွယ်ကိုရောက်နေပြီ29နှစ်ဆိုတဲ့အရွယ်မှာကအခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တက်ကို Leverkusen စာချုပ်တက်တန်းကိစ္စကြီးမရှိတော့ဘူးဆိုတော့ဒီຢာဒီကိုရင်အလုံးနဲ့ထွက်မဲ့အနေထားမှာရှိရဲ့ United တို့ငွေကြေးအဆင်ပြေတဲ့အချိန်မှာကျွန်တော်တက်ကိုကျွန်တော်တို့ဒီလက်ကားလိုနဲ့ပေါ့free နဲ့ခေါ်နိုင်မလားပေါ့ကျွန်တော်တက်ကကျွန်တော်တို့ဒီ right foot ကစားသမားညတက်ကစားသမားရက်ကလည်း6ပေလေးရှိရဲ့ဆိုတော့သူ့ရဲ့6ပေလေးနဲ့ညီအောင်ပဲနောက်မှ area jewelry ကောင်းလာရတော့ရှိရဲ့ပေါ့ဒါကျွန်တော်တခြားရှင်းပြပေးမယ်Leverkusen 2015-2016ရာသီကနေအခုနောက်ဆုံးရာသီအခုနောက်24-25တိကစားပေးထားတယ်ဆိုတော့ဒီနောက်ဆုံးဒီရာသီရဲ့ stat တွေပဲဆက်ကြည့်လိုက်အောင်ပေါ့ကျွန်တော်တက်ကကျွန်တော်ဒီ Bundesliga မှာပေါ့နော် Bundesliga တစ်ခုထဲမှာတင်ကျွန်တော်ပွဲ30ကစားထားတယ်ဖတ်ဆိုင်အနေနဲ့ကစားထားတာတင်ကို2ဂိုးထိရရှိတိုင်းဆိုတော့နောက်တန်းကစားမှတယောက်တင်ကိုလေးရောရထားသေးရေပေါ့အစ်စ်တွေပါတော့လောက်နိုင်ရင်မရှိဘူးတခုရှိတာကျွန်တော်တက်ရဲ့အားသာချက်ပေါ့ဆိုတော့အားသာချက်ကိုရေးပြောချင်မှာပေါ့နော်ကျွန်တော်တက်ကကြောက်ဒီ ball distribution အရာကောင်းတယ်ဘောလုံးဖြတ်ဝေမှုမှာအဆင်ပြေတဲ့ကစားသမားကျွန်တော်ဒီအားဒီမှာဆိုရင်သူကဘောလုံးပေးမှု2144ချိန်ပြုလုပ်ထားတယ်အဲ့ဒီအချိန်မှာတော့မှသူ့ရဲ့ pass accuracy ဘောလုံးပေးမှုတိကျနှုန်းကကျတော့93.4ရာခိုင်နှုန်းရှိရဲ့ဆိုတော့ဒါနောက်တန်းကစားမတယောက်အနေနဲ့ဖြစ်တဲ့နေဆိုတဲ့အနေအထားတစ်ခုရှိရဲ့ကောင်းတယ်ဆိုတဲ့အနေအထားတစ်ခုလည်းကျွန်တော်ပြောလို့ရဒီတရားဒီလုံးတက်ပေါ့နော်ပတ်ဆက်ပါ90ပေါ့အဲ့ဒီမှာဆိုရင်91.4ခွန်ရှိရဲ့ဒီဘက်ကစားမ short passing အတူတွေရှေ့ပေးပြီးတော့ယူပေးပြီးတော့ကစားတဲ့ကစားသမား ball touch လည်းကောင်းတယ်ဆိုတော့ United ရဲ့နောက်တန်းမှာဒီ passing လေးပေးပြီးတော့ passing အတူ passing ရှေ့ပေးပြီးတော့နောက်တန်းနေ BS စတဲ့ချင်း BS စတဲ့မယ်ဒါမှမဟုတ်ဒီကိုတမားနဲ့တွဲပြီးတော့တိုက်စစ်တွေပါရဲ့အတွက်ဖန်တီးမယ်ဆိုရင်တော့ဇာမအဆင်ပြေရဲ့တခုရှိအားဇာမကရောင်း short အရင်ကောင်းနေဆိုတဲ့ကစားသမားမျိုးတော့မဟုတ်ဘူးပေါ့တကယ်မှာဒီဟာဒီမှာ14ချိန်ပြုလုပ်ထားပြီးတော့ဒီ Bundesliga ပွဲ30ပါပေါ့နော်တကယ်ဝန်းကကြတော့ကျွန်တော်ဒီ64ဇာမ300ခိုင်နော်အရင်များလာတဲ့အနေထားမဟုတ်ဘူးတိတ်ပြီးတော့သဘောကျတဲ့အနေထားမျိုးမဟုတ်ဘူးပေါ့နော်ပြီး ground ချူတယ်ဂျူရီဒီမှာတော့ကျွန်တော်ဒီဘောလုံးရှင်လုံးမှုတွေမှာတော့142ချိန်ပြုလုပ်ထားတယ် ground ချူရဲ့ပွဲမှာ64ဇာမ308ရာခိုင်နှုန်းဆိုground ချူရဲ့မှာတော့အရင်များလာတဲ့ဆိုတဲ့အနေထားမျိုးမဟုတ်ဘူးဒါပေမဲ့ United ရဲ့လက်ရှိအခြေအနေနဲ့လက်ရှိ free ရမယ့်ကစားသမားအနေနဲ့မှာဒီကမှာ3လို့ရရဆိုတဲ့အနေထားဒီကစားသမားလောက် stat မကောင်းတဲ့ဒီကစားသမားလောက်ကွင်းတင်းမှာလုံးပြနိုင်တဲ့နောက်တဲ့ကစားသမားတွေလည်းအများကြီးရှိရဲဒါအကုန်လုံးလည်းသိကြရပါတော့ဆိုတော့ကျွန်တော်စတာချင်းမှာပြောခဲ့ကစားသမားရဲ့အားသာချက် area ကျူရဲ့95.8နေရာခိုင်နှုန်းဆိုတာကသူ့ရဲ့အရန်နဲ့သူကစားရဲ့ possession ဒီလိုနေရာမျိုးမှာဒီ area ကျူရဲ့ဒီလို area ကျူရဲ့မင်းကတစ်ဖက်တင်းရဲ့ဒီခေါင်းတိုက်မှုတွေကျွဲတက်မှာခဏခဏပေးလိုက်ရရဲဆိုတာမျိုးပေါ့ဟာတာကိုတွေကိုအများကြီးကောက်ကပေးနိုင်တယ်ပေါ့နော်ဒီအချိန်ဒီမှာကဆိုတော့ဒါလည်းအဆင်ပြေတဲ့တစ်ချက်ပဲ clear ချက်က134ချိန်ထိရရှိထားတယ်ပြီးတော့ဒီကမှာကစားပုံတိတ်မကြမ်းတမ်းဘူးဆိုတော့ဒီတရားဒီလုံး Bundesliga မှာတော့မှရေလုကဝါကနှစ်ခါပဲထိထားရပေါ့ဆိုတော့တခြားဟာတွေလည်းဘာမှမရှိထားဘူးဖောင်းကိုစားတဲ့ဒီဖောင်းဝန်းနေမှာလည်းစတက်ကမနေလာဘူးပေါ့ဆိုတော့ဒီဇာနမားကရွေးတက်မှာကြမ်းတမ်းတဲ့ကစားပုံနဲ့ကစားမှာမဟုတ်ဘူးသူလုံးစရာရှိရတယ်သူလုံးမယ်ဘလော့တင်တာဘလော့မယ် area ကျွေးဆိုသူနိုင်အောင်ကစားပေးမယ် short အတူလေးရဲ့အရှိလေးနဲ့ကျွန်တော်ဒီကွင်းလေကစားမှာကိုရမနဲ့တွဲပြီးတော့ကစားပေးမယ်ဒါကဦးနာနာတက်ပို့ပြီးတော့အဆင်ပြေလာနိုင်တယ်ဆိုတော့ဦးနာနာရဲ့ရှေ့မှာဒီလိုမမဖြစ်ပြီးမဲ့ကစားသမားပေါ့တခုရှိတာကကျွန်တော်တို့ဒီ Leverkusen ကိုရိုင်းကလည်းဒီရာဒီအတင်းဒီမှာဆိုရင်3ယောက်တော့တဲ့ဆော့လိုက်ပွဲအများကြီးပဲဒီပွဲမှာလည်း Jonathan Tah ကိုအများကြီးတုံးလာတယ်အလဲမှာထားပြီးတုံးလာတယ်ဆိုတော့ဒီဇာတ်မက fee နဲ့ရမယ်ဆိုရင် United တို့ခေါ်တဲ့ကစားသမားမျိုးလို့ကျွန်တော်မြင်တယ်ဘာလဲဆိုတော့ဒီ United ရဲ့ငွေရေးကြေးအခြေအနေရနောက်တန်းတနေရာစာကိုလည်းဖြည့်ပေးနိုင်မယ်ယာဒီကုန်ရင်ထွက်မဲ့ကစားသမားကြီးနောက်တန်းကစားသမားကြီးလည်းရှိရဲ့ပြောင်းရွှေ့စင်းတွေကလည်းနောက်ပိုင်းကျရင်ထွက်လာအောင်ပါပဲ
ဒဏ်ရာရကစားသမားရှိနေတဲ့အခြေအနေမျိုးမှာကစားသမားကိုတုံးလို့ရတယ်ကျွန်တော် United ဘက်ကတုံးချင်ကစားသမားကို first line ရဲ့အနေနဲ့တော့ထည့်ပြီးတော့တုံးလို့ရတယ်ဆိုတော့ Julian Dutch က United နဲ့အရင် live ဖန်နေရမဟုတ်ဘူး United ရဲ့ DNA United ရဲ့ကစားပုံမှာဝင်နိုင်မဲ့ကစားသမားကိုကျွန်တော်မြင်တယ်ဒါကိုအမွေမွေးထုတ်ပေးနိုင်အမွေသွေးပေးနိုင်တဲ့လောက်ထက်လာမဲ့ကစားသမားမျိုးလို့ကျွန်တော်မြင်တယ်ပေါ့29နှစ်ဆိုတဲ့အရွယ်မှာတကယ်ဒါကစားသမားဘက်ကကြိုးစားကစားမယ်ဆိုရင် United မှာအနည်းဆုံး3နှစ်300တီလောက်ကောင်းကောင်းမွန်မွန်ကစားနိုင်မယ်ချန်ပီယံလိအတွေ့အကြုံလည်းရှိမယ်ကျွန်တော်တို့ဒီတခြားဖလားတွေရှိမယ်ပြီးတော့ဘွန်ဒလီဂါမှာလည်းဒီ10နှစ်နီးပါးမနော်25နောက်16ကနေဒီနောက်ဆုံးရာသီတီးဆိုတော့ကစားခဲ့တဲ့အတွေ့အကြုံကိုရှိရယ်ဆိုတော့ United ကဒီစားသမားကိုခေါ်ယူခဲ့မယ်ဆိုရင်အဆင်ပြေလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အမိုရီရဲ့3 back United လက်ရှိရှိနေတဲ့နောက်တန်းကစားသမားကြီးပြီးတော့ကျွန်တော်အမြဲပြပြောဖို့ဖြစ်နေတဲ့ကိုနာနာပေါ့ဆိုတော့အဲ့ကစားသမားနဲ့ဒီကစားသမားနဲ့တွဲလာပြီးတော့နောက်တန်းမှာဘယ်လိုဖြစ်လာမယ်ထင်လဲUnited ကလည်းလိုရတဲ့ကစားသမားမျိုးခုံနိုင်မယ်ထင်လားတခြားအသင်းတွေနဲ့လည်းတည်င်းထွက်နေရရှိရဥပမာကျွန်တော်တို့ဒီဘာစီလိုနာရှိမယ်ဘိုင်ယန်မြူနစ်ရှိမယ်ပေါ့ဆိုတော့Unitedကိုရောက်လာမယ်ထင်လားရောက်လာရင်လည်းဘယ်လိုအခြေအနေဖြစ်မယ်ထင်လဲသဘောကျကြလားcommentမှာရေးလို့ရပါတယ်အားလုံးကျေးဇူးပါ